ကျွန်တော် free sharing လုပ်ပေးနေတဲ့ SMC Master Program ရဲ့liquidation နေတဲ့မှာကျွန်တော်တစ်ခုဖြစ်တယ် previous day high previous day low liquidation ကိုဘယ်လိုအသုံးပြုမလဲဆိုတာကိုတေချာလေးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ကတော့ Excel ပါ okay previous day high previous day low liquidation ဆိုတဲ့အဓိပ္ပာယ်ကမခက်ဘူးဆိုတော့ဆိုရပါဘူးကျွန်တော်ဒီနေ့10ရက်နေ့ဆိုရင်9ရက်နေ့မှာဖြစ်ခဲ့တဲ့ daily ကန်တွေရဲ့ high နဲ့ low နဲ့နှစ်ခုကိုကျွန်တော်တို့က previous day high previous day low liquidation လို့ခေါ်တယ်ဆိုတော့ဘယ်လိုသုံးမလဲ okay price ကတက်လာတယ်နော်တက်လာတယ်ဒီကောင်က previous day high liquidation ဒီမှာနော် previous day high ဒီကောင်က previous day low liquidation နော် previous day low ဆိုတော့ price ကတက်လာတယ်ပြီးတော့ကျွန်တော် higher time frame ရဲ့ order block 1 hour order block လာတက်တဲ့အခါမှာ aggressively ပြန်ပြီးတော့ရောင်းကြတယ်နော်ရောင်းကြတယ်အဲ့တော့ကျွန်တော်တို့က previous day high liquidation ကိုသူစားသွားတယ်စားပြီးတော့ဆိုကြပါစို့ကျွန်တော် lower time frame မှာ5 minute ပဲဖြစ်ဖြစ်1 minute ပဲဖြစ်ဖြစ် time frame မှာ character change သွားတယ်ပြီးတော့ price ကကျွန်တော်တို့လက်ရှိရောက်နေတဲ့ price ကဒီနားမှာဆိုရင် inducement liquidation ကိုစားပြီးတော့ aggressive move တယ်เนาะဆိုတော့ဒီလိုအချိန်ဒီမှာဆိုရင်ကျွန်တော်တို့က liquidation နှစ်ခုစားသွားတယ် previous day high liquidation ရယ်ပြီးတော့ inducement liquidation ရယ်နှစ်မျိုးစားသွားတဲ့အခါမှာတကယ်ကို momentum ကောင်းကောင်းနဲ့ price က drop ထားရှိတယ်ဒါကတော့ previous day high previous day low liquidation ကိုဘယ်လိုအသုံးပြုမလဲဆိုတာအကြမ်းမြင်အဖြစ်ပြောပြတာပေါ့နော်ဆိုတော့ကျွန်တော်နောက်ထပ် entry modality အကြောင်းကို knowledge sharing လုပ်တဲ့အခါမှာဘယ်လိုအသေးသေးသုံးမလဲဆိုတာကိုတေချာချာလေးရှင်းပြပေးသွားပါမယ်ဆိုတော့ကျွန်တော်ကတော့ Excel ပါကျွန်တော်အခု sharing လုပ်ပေးခဲ့တဲ့ SMC Master Program ရဲ့ video တွေကိုကျွန်တော်တူတူစီရဲ့ကြည့်လို့ရအောင်လို့ Telegram မှာ channel လေးတစ်ခုလုပ်ပေးထားရပါတော့ဆိုတော့ဒီ channel မှာ video တွေတူတူစီရဲ့ကြည့်လို့ရမယ်ပြီးတော့ကျွန်တော်ဒီ SMC သမားအချင်းချင်းdiscussion လုပ်လို့ရတဲ့ channel လေးခွဲပေးထားတယ်ပေါ့နော်ပြီးတော့ကျွန်တော်စီမှာ Moonbase နဲ့ Moonbase Plus ဆိုပြီးတော့ community နှစ်ခုရှိသေးရပေါ့နော်ဆိုတော့ Moonbase မှာတော့ကျွန်တော်ရဲ့ trade setup တွေကို recap လုပ်တာမျိုးတွေပြီးတော့ကျွန်တော်ဒီ live market မှာဝင်ခဲ့တဲ့ trade setup တွေကို sharing လုပ်ပေးတာမျိုးတွေနဲ့ knowledge sharing post တွေကိုရေးပေးနေပါတယ် Moonbase Plus ကတော့ကျွန်တော်ရဲ့ 101 premium membership program ဖြစ်ပြီးတော့ဒီ program အကြောင်းကိုအသေးသေးလေ့လာခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ဒီ website ကနေပြီးတော့အသေးသေးလေ့လာလို့ရပါတယ်ပြီးတော့ကျွန်တော်သင်တန်းနေနဲ့လာပြီးတော့တက်လို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက် video မှာပြန်လည်ဆုံတွေ့ကြတာပေါ့